စားပြီးနော်ဒီမှာကြည့်ဘူးညွန့်နဲ့နော်ဘူးညွန့်နဲ့ဒီမှာလည်းအသက်ကြီးပြီးခင်ဗျတော့ဘူးညွန့်တစ်ခါစားရတာပြီးတဲ့တည်းပဲဒီမှာအမေသားဟေးနော်အမေသားဟေးနော်ကောင်းသလားမပြောနဲ့ကိုယ်လည်းပဲချက်တယ်กินเลยค่ะกินเลย ဒီနေ့อ่ะပြီးတော့ กินเลยค่ะกินเลยค่ะ ဒီမှာပဲရီပဲဖို့ကြောင့်လည်းပါတယ်နော်တော့ပဲပြီးတော့ มึงก็แบบ မင်းလားအမင်းလားအင်းညာကတော့อ่ะမမဘလိုင်းနော် เข้าแบบ တော့ဟောပါနော်မြင်တယ်နော်ရတော့ပေါ့ เข้ามาได้ မင်းလော်ရလားတော့တရားတယ်တော့သူတွေလည်းဘလော့ပဲညညဟောလာနေရွေရတော့ဒီမှာတမခဲနော်ဒါခါသလားမပြောနဲ့မင်းကျမခါကျဲတယ်ခါကျဲတယ်စားတာကောင်းတယ်မလာပုတ်လက်ဖက်ပြီးရင်လည်းတက်မယ်ပြီးရင်လည်းတက်မယ်แบบไอ้ตรงไหนดิแล้วก็แบบนี้ ဟုတ်ပြီလားပဲရတာတလို့ရွေးနေကြာစာနဲ့တဲ့တယ်ไม่อยากดิ မင်းလာတော့ငါလေးလေးတီးရောလေတဲ့ရလေးအကြောင်းလေး อีกูนี่กู တယောက်ပြီးပြီတရက်ဒီมั่วแล้วค่ะเปรี้ยวที่สุดไม่เปรี้ยวเลยนะคะมะม่วงไม่เปรี้ยวเลย ဟောပါစံနဲ့တနည်းစားရနော် นี่นะคะมะม่วงที่ไม่เปรี้ยวเลยค่ะ เฮ้ยขนาดไม่เปรี้ยวนั้นน่ะ ไม่เปรี้ยวเลยค่ะหวานเลยค่ะ ตั้งมันตะตัวแล้วทำไมจิมาส่องไว้